you know မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Did You Know ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ဟာကမ္ဘာတစ်လွှားကထူးဆန်းအံ့ဩဖွယ်ရာတွေလူသိနေတဲ့တမိုင်းဝင်ထိရတွေနဲ့စိတ်ဝင်စားစရာလူသားတွေအကြောင်းကိုတင်ဆက်ပေးနေတဲ့နေရာပါဒီနေ့မှာတော့လူသားတယောက်ဟာတကယ်ပဲအသက်138နှစ်အထိရှင်သန်နိုင်မှာသလားဆိုတဲ့မေးခွန်းကိုအဖြေရှာကြည့်ကြမှာပါမျက်နှာပေါ်ကအရေးအကြောင်းတွေကတင်သူ့ရဲ့တမိုင်းအကြောင်းကိုတက်တည်ထူနေတဲ့ White Wolf လို့ခေါ်တဲ့အံ့ဩဖွယ်ပုံကိုကြီးအကြောင်းကိုအတူတူကြည့်ရှုလိုက်ရအောင်ဗျာအစီအစဉ်လေးမစခင်မှာကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုပါနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ဒါမှနောက်ထပ်တင်မဲ့ဆွေးနွေးစားစရာဗီဒီယိုတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ် White Wolf ကို1980ပြည့်နှစ်ဝန်းကျင်မှာမွေးဖွားခဲ့တယ်လို့ယူဆကြပါတယ်ဒါဟာ American ပြည်ထောင်စုရဲ့ပထမဆုံးသမ္မတ George Washington အာဏာမရခင်ကာလကတည်းကပါလူအများကသူ့အသက်ကိုတန်တရားရှိကြပေမဲ့ဒေတာခံမျက်မြင်တက်တည်နေရဲ့ဆိုအရလွန်ခဲ့တဲ့နှစ်ပေါင်း80-80ခန့်ကတည်းက John Smith ဟာလူအိုကြီးတူအဖြစ်လူသိများနေခဲ့တာပါကလေးဘွားကသူ့ကိုမြင်ခဲ့ရသူတွေဟာသူတို့ကိုယ်တိုင်အဘိုးကြီးတွေဖြစ်သွားတဲ့အထိ John Smith ဟာတက်ရှိထန်းရှာရှိနေတော့မှာပဲသူဟာ Minnesota ရဲ့ Cass Lake ဒေသမှာတသက်လုံးနေထိုင်ခဲ့ပြီးသူ့ရဲ့အသက်ရှည်မှုဟာကမ္ဘာ့တဝန်းကသတင်းတောက်တွေနဲ့ဓာတ်ပုံဆရာတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်သူမှာနိုင်ငံကူးဘက်လက်မှတ်မရှိဘူးကားမောင်းလိုင်စင်လည်းမရှိပါဘူးဒါပေမဲ့သူ့ရဲ့ရုပ်သွင်းကိုကြည့်ယုံတဲ့သူဟာနှစ်ပေါင်းရာကြီးဖြတ်တန်းခဲ့တယ်ဆိုတာဘယ်သူမှညင်လို့မရပါဘူး White Wolf သို့မဟုတ် John Smith ဟာ Minnesota က Indian မျိုးစုံကြီးခေါင်းဆောင်သူပါသူဟာဇနီးတဲ့8ဦးရှိခဲ့ပြီးတမိုင်းဝင်1812စစ်ပွဲကိုလည်းကောင်းကောင်းမှတ်မိနေသူပါစဉ်းစားကြည့်ပါဦးကျွန်တော်တို့စာအုပ်ထဲမှာပဲဖတ်ဖူးတဲ့တမိုင်းတွေကိုသူကတော့ကိုယ်တိုင်မြင်တွေ့ခဲ့တာပါသူ့ရဲ့ရှင်သန်စွမ်းကတော့တကယ်ကို super human ဆန်ပါတယ်အသက်116နှစ်အရွယ်မှာသူဟာမိထရနဲ့တိုက်မိခဲ့ပါတယ်ပုံမှန်ဆိုရင်တော့ဒါဟာတေးကမပြတ်တာထပ်ပိုးတဲ့အခြေအနေပါဒါပေမဲ့ White Wolf ကတော့3ပတ်အတွင်းမှာပဲဒဏ်ရာတွေအကုန်ပျောက်ကင်းဖာခဲ့ပါတယ်ဒါတင်မကသေးပါဘူးအသက်138နှစ်အရွယ်မှာတောတဲ့လမ်းလျှောက်ရင်ဝက်ဝန်ကြီးတွေနဲ့တွေ့တဲ့အခါသူဟာလုံးဝမကြောက်ပဲသူ့ရဲ့လက်ကင်တုံးနဲ့ပဲငေါက်ငန်းပြီးမောင်းထုတ်ခဲ့သူပါသူဟာတဘာဝတရားကိုအနိုင်ယူထားနိုင်သူလို့တောင်ဆိုရမှာပါသူ့ကိုနောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်အထိသူဟာမက်ဆီလည်းမမှုန်သလိုမှတ်ညမ်းလည်းအရန်ကောင်းနေသေးတယ်လို့သိရပါတယ်။သူဟာ1922ခုနှစ် February လမှာပဲအဆုတ်အအေးမီယောဂနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ကဲဒီနေ့တင်ဆက်ပေးခဲ့တဲ့ White Wolf ရဲ့အကြောင်းကိုပရိသတ်တို့ဘယ်လိုမြင်ကြလဲ။သူတကယ်130ခုနှစ်အထိနေခဲ့တာလို့ယုံကြည်ပါသလား။ Comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like ပေးဖို့နဲ့တင့်ငယ်ချင်းတွေကို share ပေးဖို့မမေ့ပါနဲ့နော်။ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲတာယာတဲ့နေ့ရက်လေးဖြစ်ပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ Did you know